မင်္ဂလာပါရှင်မြန်မာပြည်ဖန်ရှင်ကနေနှွေးထွေးစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေမြန်မာပြည်ဖန်ရှင်များကိုအပတ်စဉ်ပတ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာလည်းစာရေးသူ VVK ရေးသားထားတဲ့တော်ခေါက်ချင်းခံရသောမျိုးအုပ် cross ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း73ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ဇာတ်လမ်းလေးမစခင်ယခုလိုဇာတ်လမ်းကောင်းတွေကိုကျမတို့ရဲ့ channel ကနေအပတ်စဉ်ပတ်တိုင်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်အာရမင်သည်တကြီးဥတာရဲ့နဲ့အတူဖျားဝဲလာချေဟန်တူပါသည်ဥတာရဲ့ကိုယ်တိုင်ကလည်းဤနိုင်ငံသားလေးကိုမြမဆိုင်ဝိုင်းတပင်ပညာအကြောင်းကြွားကျင်နေသည့်ပုံဖြစ်၏ဒါကဖျားဝဲလို့ခေါ်တယ်ဖျားစီရီဘော်ကစိန်ဘူးတော်ကိုပြန်လည်ပြုပြင်မှုမှန်တာလေအဲ့ဒီအတွက်ကျောင်းနိုင်ဖုန်ကြီးကဆိုင်းထည့်ပေးတာပွဲစည်းကိုရောသိလားပွဲစည်းကအလဲပတ်လုပ်လို့ရတဲ့နေရာစာတသမီးတန်နဲ့ရှင်းပြနေတော့တကြီးဥတာရေးစီမှာအာရမင်အာယုံ၅ပါးစလုံးသည်အဝေးတနေရာတွင်ရှိသောပုံရိပ်ကလေးစီလွတ်မြော်နေခဲ့သည်အဲ့တော့ဆိုင်းသပင်ပညာဆိုတာတို့မြန်မာပြည်ကြီးရဲ့ခဏလက်ပြတုံဆိုင်ခိုင်းလိုက်တော့ညာအကြည့်တို့သည်ဥဒရေးထံပြန်လဲမရောက်လာလိုက်ပြီထိုရိပ်ကလေးထံသို့သာခြေလန်းကျဲများဖြင့်လူကြားတဲ့တိုးဝေသွားခဲ့မိသည်ကျန်ရစ်နေခဲ့သောတကြီးဥဒရေးမှာသူ့စကားကိုစုံအောင်နားထောင်မသွားတော့သူ့ကိုလိုက်တားရနို့နို့သပင်ကျွတ်တူကျဲတဲ့သာရှိသောဦးကောင်းထက်ကသပင်တွေတဲ့လက်ရှိုးကကုတ်ချစ်နေခဲ့လေရဲ့မျက်ကြည့်ထို့သောလေတံအသိယူမမှန်သည့်စကားတို့နှင့်ဆိုလာလျင်မျက်ကြည့်ရဲ့မူပိုင်မျက်လုံးခဝိုင်းဝိုင်းကလေးများနှင့်မောကြည့်လာလေသည်ထို့အခါတစ်ဖက်လူကအေးချမ်းသောပြုံးများနှင့်ပြန်လည်ပြုံးပြလာလေသည်ရှင်ကချာလီပါမမိရထင်ပါရဲ့အိုးမျက်ကြည့်မမှတ်မိကြအကြောင်းမှမရှိတာမှတ်မိပါရဲ့မစ္စတာချာလီကထိုအခါမှတော်ပါသေးရဲ့ဟူသောပြုံးများနှင့်ထွက်သက်တစ်ခုအားဖန်တီးလိုက်၏အကယ်လို့မျက်ကြည့်အားရင်ကျွန်တော်ကိုဒီရွာအကြောင်းလေးပြောပြပေးလို့ရမလားအဲ့ဒါမျက်ကြည့်လဲဒီနယ်အကြောင်းကိုတိတ်မကျွမ်းသေးဘူးဟိုမျက်ကြည့်ထိုသူခေါ်လိုက်သူကြောင့်မျက်ကြည့်ရောချလီပါလှည့်ကြည့်လိုက်ကြသည်ထိုသူမှာဗမြိုင်ဟူသည့်လူတစ်ယောက်ပင်ဖြစ်၏ဗမြိုင်ကဘေးကထူခြားသည့်ရွှေအိုရောင်သပင်ရှိသောချာလီထံအကြည့်ရင်ပို့ပြီးမှမျက်ကြည့်စီအကြည့်ပို့၏အကြည့်တို့ကမျက်ကြည့်ကိုအကဲခတ်နေသလိုရှိပြီးမယိုးသားသည့်အကြည့်များနှင့်ခန္ဓာကိုယ်တစ်ခုလုံးစီအကြည့်များဝေဝေစာအောင်ကြည့်နေမိသည်အတန်ကြာမှဗမြိုင်ဘက်ကစကားစသည်အသေးချာကြည့်မိမှအမိကမိန်းကလေးနဲ့တိတ်မတူသလိုပဲနော်လူတယောက်လုံးကိုရွှွှွှွှစာအောင်နေရာစုံလိုက်ကြည့်ပြီးမှဝေဖန်လာသည့်မျက်စိရှိကဤလူသားအားမျက်ကြည်လက်ပါမိတော့မည်မျက်ကြည်ကမိမမဆန်တာမဟုတ်ပါဘူးအခုလိုမျိုးမိမတယောက်ကိုဝေဖန်ပြစ်တင်ပြီးမကောင်းသောအကြည့်မျိုးစုံနဲ့ကြည့်နေတာကမှယောက်ျားမဆန်တာလားဘာဘလို့ရွယ်ချက်များနဲ့မျက်ကြည်စီကအမျက်ထုတ်ဖို့စူးစမ်းနေတယ်လည်းမသိပေမဲ့မျက်ကြည်ရဲ့မျက်လုံးထဲမှာတော့အရှုံးသမားတယောက်နဲ့တူနေပြီရဲနှုံးလေးကကြတာပေါ့အမိငယ်ရဲ့မိဘတွေကမတင်ပေးထားဘူးလားမိကောင်းဖခင်သားသမီးတွေဟာစကားပြောဆိုရမှာအကြီးတွေကိုလိမ္မာရင်ကြီးရတယ်ဆိုတာလေလိမ္မာယုံနေမိကမလဲမျက်ကြည်ကပါနဲ့တယ်လေဘယ်သူကဘာချိုးချိုးနေတာကိုမျက်နာကိုကြည့်ုံနဲ့တင်သိနေတာမျက်ကြည်ရဲ့မွေးရပါရေးချင်းလေအခုလိုနှုတ်သီးကောင်းရှာပါနေတဲ့အမျိုးသမီးငယ်ကမသိလို့များပြောနေတာလားအခုချိန်မှာကိုယ့်ကြီးကိုယ်သာပူပင်နေရမယ့်အချိန်လေမျက်ကြည်ကမျက်ခုံးတွေကိုစူကြုံလိုက်လို့ရှေ့ကဖမြိုင်ဟူသည့်လူအားတွန့်ချိုးစွာကြည့်မိ၏ထို့သို့မကြည်မနှက်စိုက်ကြည့်နေသူတဲ့အတွက်အဖြူရောင်လူသားလဲပါလိမ့်မည်ဒါကိုဖမြိုင်မြင်သွားဟန်တူပါ၏မျက်လုံးပေါက်တွေကိုကျဉ်းမြောင်းပစ်လိုက်သည်မင်းရောဘာလာကြည့်နေရလဲအမျိုးရုပ်လေးရဲ့နေပြောင်းမျက်နှာဖြူကောင်းတယ်တစ်ဖက်လူ၏အတန်တည်းကြည့်မှာဖမြိုင်နေရခတ်စွာသို့တော့မျက်နှာဖြူကောင်းအတွက်တော့သူလေလုံးကြည့်မိပါသည်ဘာလဲမကြည့်နဲ့ဟုတ်လားမကြည့်နဲ့ငါနဲ့ထိတ်လိုက်လာရှင်ငါနာမည်ရေကိုဟန်နဲ့မသိရသူမရှိဘူးနာမည်ကြီးတယောက်ဆောင်တယောက်ပဲဘာလဲကြောက်သွားပြီလားမျက်ကြည်ကမျက်စိရှိရဖမြိုင်အားအယူတယောက်နဲ့ကြည့်လို့အာရမင်းမှလည်းအေးဆက်ဆက်မျက်ဝန်းတွေနဲ့ပင်အဆက်မပြတ်ကြည့်လျက်ပြောပြီးလှည့်ထွက်သွားသောဗမြိုင်ကြောပြင်အားဘိုးကြီးအာရမင်း၏ဘာဒန်စိတ်တပွဲကျင်းမြောင်းသောမျက်ဝန်းညိုညိုများကမျက်မှန်အကူအောက်မှနေကဤလူသားအားသဘောမကျစွာကြည့်မိ၏တောင်းပန်ပါတယ်မျက်ကြည်လည်းပြန်တော့မှာမို့ခေါင်းကလေးငုံဆောင်ကထွက်သွားသည့်ပုံရိပ်ကလေးအားခဏဖြစ်ဖြစ်
ဆွဲထားခြင်းမိပေမဲ့လည်းဒီထက်ပိုပြီးမျက်ကြည်အပေါ်သူမဆွဲလန်းတဲ့တော့ပါအာတမင်းချက်နေရင်မှမိဖို့မှန်သွားသည်ထင်ပါရဲ့မျက်ကြည်ရဲ့မျက်နှာကလေးသည်ရှုံမဲ့လို့နေသည်မျက်ကြည်ဤ6ဟန်တန်ကြ၍နောက်ဖေးဘက်သို့ဝင်လာသူစောတိုက်ခဲ့မှာမိဖို့ကြောင့်နဲ့ကုတ်နှင့်ဟင်းစားချက်နေသောမျက်ကြည်ကိုတနာစပွဲမျက်ဝန်းများနဲ့ကြည်လာမိသည်သူ့အိမ်မှာနေတော့ကဆိုရင်ထမင်းမပြောနဲ့ဆန်အောင်ဆေးပေးရမှာမဟုတ်ဘူးမျက်ကြည်စောတိုက်ခိအတန်ကိုမကြပဲရှေ့မှာဝေကြတော့မြင့်ထမင်းဦးကိုသာတဲတဲမဲမဲစောင့်နေသောမျက်ကြည်အားစောတိုက်ခိခေါင်းတစ်ချက်ခါမိသည်ထို့နောက်ဖေးဘက်စီအစင်းတက်ပြုတ်လို့ရန်တိဆောက်ထားသောကျွန်းလေကားတစ်3တင်မှဆင်ကအလုံးရှုံနေသောမျက်ကြည်နာတိုးကပ်လာလျင်နောက်တစ်ချိန်အတန်ပြည့်ခေါ်သည်ဒီတစ်ခါတော့အတန်ကျဲ၏မျက်ကြည်ပခုံးကိုပုတ်ရခေါ်လိုက်ခြင်းကြောင့်မျက်ကြည်ကိုယ်ကလေးတစ်ချက်တုံသွားလေရဲ့အလုံးရှုံနေရလားဟမ်တိတ်မရှုပ်ပါဘူးဘာပြောမလို့လဲအလုံးမရှုပ်ဘူးဟူသာပြောတယ်လက်ထဲကလက်နီးကိုလက်ထဲကမချဖူပေါ်ကပွက်ထနေသောထမင်းဦးစီသာအာယုံရောက်လို့ကြည့်ပါဦးနှာခေါင်းမှာလည်းအိုးမဲတွေပေးကြလို့စပင်းတွေကလည်းဘိုးစီပတ်တည်နဲ့ချွေထွက်နေသည့်နှစ်ဘူးဆက်ရှိချွေးစားတို့သည်ပါနုနုနှထင်ဆက်မနေကလဲဘဲတစ်လျှောက်စီးနေပြန်သည်ဘယ်သူကများကြောက်မိတ်မပါပဲဒီကလေးကိုပေါ်လျှောက်သွားခိုင်းလို့သွားကျင်တိုင်းသွားနေရတာလေဒီချွေးဆက်ကလေးတွေသာလူစကားနားလည်လို့ကတော့နောက်ထပ်ဒီကလေးကိုမှမနေဖို့6လက်မိအောင်မထင်ပါရဲ့ကြည့်နေရင်မှာပဲမျက်ကြည်တယောက်ထမင်းရီပဲငှက်ပြီးနေပြီသူအားသွားမှစောတိုက်ခစ်ပတ်မျက်နှာမူကနှစ်ဖူးဆက်မှချွေးတို့ကိုလက်ဖုံးမိုးနုနုကလေးနှင့်ဖိတုပ်ပစ်လိုက်သည်ပြောလေမျက်ကြည်ကိုဘာပြောမလို့လဲအော်မောင်ရန်ကုန်ဘက်ပြန်စင်းရမှာတပတ်လောက်တော့ကြာမယ်ထင်တယ်အဲ့ထက်ပိုလဲ1ရက်2ရက်ပေါ့မျက်ကြည်မျက်လုံးကလေးတွေတုံ့လှုပ်သွားဟန်ရှိ၏ခါဟာကလေးပို့နေတဲ့နှက်ခမ်းဖူးဖူးလေးကိုအသာပြန်ပေးရင်အော်သွားလေမျက်ကြည်လည်းအိမ်ခဏပြန်မပြန်နဲ့ပြန်လို့မရသေးဘူးဘာဖြစ်လို့လဲမျက်ကြည်ကြီးဆွေတို့ကိုလွမ်းလို့ကလေးငယ်ဟာအမေဖြစ်သူကိုဘလောက်တောင်များနာကြီးနေတယ်လဲမသိဒီရွယ်19-20ဆိုတာမိဘရင်ခွင်ထဲမှာခိုးချွဲလို့ကောင်းတော့ဒါပေမဲ့ဒီကလေးငယ်ကတော့မိဘအရင်ထက်အိမ်အလုံးသမားများကိုသာပိုခင်တွေ့တဲ့အခုလဲအမေဖြစ်သူထောင်ချမိအရေးကိုစောတိုက်ခေလိုက်ရအောင်မြည်ပြောလို့ကောင်းမြည်အချိန်မဟုတ်တာကြောင့်လဲစောတိုက်ခေနေတီကိုမျှပြောမနေတော့ပြီစီပါမိဘဒေါ်ကျင်းဟူသည်တယုံမိမကမျက်ကြည်မွေးသမီးခင်ဒေါ်တင်စာခိုင်အားတရားမဝင်ကုန်ကျန်းများနှင့်အဆိုပါလူသုံးကုန်ပစ္စည်းများကို၎င်းအမည်နှင့်စာချုပ်ချုပ်ဆိုကတရားမဝင်ဆက်သွယ်ရောင်းချစေသည်ငွေ၏အစီအကံဖြစ်နေကြသောဒေါ်တင်စာခိုင်ကသူမ၏မိုင်မဲမှုကြောင့်ယခုလိုသူများချထားသည့်ထောင်ချောက်ထဲအကန့်တယောက်ပမာထောင်ချောက်မိခဲ့ခြင်းဖြစ်သည်မျက်ကြည်ကသူတို့လွမ်းလို့လားဒါဆိုမောင်အိမ်ကမမောင်ထူးနဲ့အတူအချစ်စီခေါ်ခိုင်းလိုက်မယ်ပရှင်သွားဟန်တူသောကလေးငယ်သည်စောတိုက်ခေအားထား၍မဖက်ရုံတမဲတကယ်လားယင်တကယ်ပေါ့ကြည့်စမ်းပါဦးမျက်နှာတွေပေါ်မှာလည်းမဲတူးလို့ညစ်ပတ်လိုက်တာနှာခေါင်းလုံးကလေးစီလက်မဖိတယ်လို့အုံမဲများကိုတုပ်ပေးရှာသည်မျက်ကြည်ကတော့စိန်ကလေးနှင့်ပင်နှလုံးကလေးတွေမှီစင်ထား၏အာယုံမတက်မီဖုန်ကြီးချောင်းမှအုံမောက်ခောက်တံမကြခင်အစောတော့ကဆလို့စောတိုက်ခင်းနှင့်မျက်ကြည်တို့မျက်စိတ်တို့အထုပ်အပိုးဆွဲကနောင်လေဖြင့်ထွက်လာခဲ့လေသည်မျက်ကြည်မှာသူ့အနောက်ကနေလို့အထုပ်သေးသေးလေးတစ်ထုပ်ဆွဲကလိုက်ရလေသည်ရွာလူကြီးဦးတာရီတို့လင်မယားကလိုက်ဖို့မယ်ကြီးတကယ်ဖြစ်နေသည့်ကြောင့်တေချာနာချခဲ့ရသည်လူအများကြီးနှင့်ရွရွတဲတဲမဖြစ်စီလိုတာကြောင့်မျက်ကြည်နှင့်သာအတူထွက်လာခဲ့မိသည်သို့တော့အပြန်ကြအဖော်မပါဘဲနေပြီဆိုတာကြောင့်စိတ်လုံးကိုအဖော်ဖြစ်လိုက်စေသည်တင်းမောသည်မနက်6 နာရီဆိုတာနဲ့ရန်ကုန်ဘက်ထွက်မည်ဖြစ်တာကြောင့်သူတို့လိုပဲရန်ကုန်နှင့်၎င်းနီးစပ်ရာမြို့များသို့သွားမည်ခရီးသည်များကမှောင်ရီတရောကပင်အေယာဝတီမြကျော်ကြီးအားအမိတဟဲပြုထားသည်မြစ်စိတ်ကေးဝါ၌လှုပ်လီလှုပ်လည်းဖြင့်လှုပ်ရှားသွားလာနေကြသည်မြကျော်၏လှိုင်းပုံတန်ခက်လွန်လွန်အားဒီကြချိန်မို့အနေငယ်လှုပ်ရှားနေကြသည်တိတ်မကြခင်အတွင်းလင်းလက်လာဟန်ကောင်းကင်ပြားလဲကြောင်းမြကျော်ကြီး၏ကြီးပုံမျက်နှာအတွင်ပြင်ရှိသည့်ရေတွေမှာ၎င်းဤတို့ပင်ရောင်ပြန်ဟပ်လျက်ရှိသည်အိတ်တန်းတက်နေသည့်ငှက်ကလေးတွေဟာလင်းလက်လာနေသည့်ကောင်းကင်ပြပြအောင်အစာရွှာထွက်ရန်ပင်အုပ်စုဖွဲ့လို့ဟိုဒီတစပြန်ဝဲနေကြသည်အထူးသဖြင့်မကြခင်အတွင်
ပွဲဆူလာတော့မြေစင်ရောငှက်တွေဒီကောင်တွေဟာတိတ်ဆူသွမ်းတာတင်မောတစ်လျှောက်ခိုးကပ်လို့လိုက်လံပြန်တန်းလာတတ်ပြီးခရီးသည်တွေစီကအစာတောင်းရနေသည်မှာမြင်ရမကောင်းတချို့ကောင်တွေဆိုအလစ်တို့သမားတွေထက်တောင်ကြွန့်ကျင်ပိုင်နိုင်စွာခရီးသည်တွေလက်ထဲကမုံတွေကိုပင်တုတ်ချီတင်ကြတာတင်မောပေါ်ဆောက်တော့ချင်းတော့အထူးသတိပြုပေါ့မျက်ချီရဲ့ကြီးတွေဟာပြောင်းလဲနေသောကောင်းကင်ကိုနေဆိုင်ကြည့်လို့လက်နှစ်ဖက်ကိုပင်ပိုက်ထားသည်လေပြေတွေသည်အဆက်မပြတ်တိုက်ခိုက်နေသောကြောင့်တလူလူလွတ်နေသောမျက်ကြည်လေတိုင်းပေါ်ကလေဘက်ပေါ်ဝါစားလေးကအရိုင်းဆန်စွာပူတီပတ်တီကလေးလွန်စင်ကြနေသည်တလွာသိန်းချီနှောင်ထားသောစံရွယ်ရီသည်ပင်တိုက်လီကြောင့်အနှိမျက်နှာနုနုပေါ်ရိမ့်ထိုးနေကြပြန်၏ရင်းစွာဝတ်ထားသည့်လက်ရှိရင်မုံအင်ကြီးအနီကလေးသည်အနီလိုက်ပါလုံးကြီးအနှက်ရောင်နှင့်လိုက်ဖက်ကြီးစွာပါလက်လက်ကိုကလေးပေါ်နေရာပြည့်ယူထားကြသည်ခုံမြင်းဟုယူဆ၍ရသောလက်နှလုံးသားအထူအနီရင်းရင်းကလေးပါဖနက်ကလေးကတိတိရီရီညီညီညာညာရှိသည်ဖောင်းချနေသောခြေချောင်းတူတူလေးတွေကိုထိခိုက်ရှာနာမဖြစ်စေလိုသည့်ကြောင့်ကာကွယ်ပေးထားလေရဲ့အလုံးစုံကိုခြုံငုံကြည့်ကပီတိဖြာနေသောမြို့မင်းကြီးဦးစောတခိရဲ့အပြုံးပါသည့်မျက်ဝန်းတွေဟာနေရင်ထိုင်ရင်ပင်ကျဉ်တတ်နေသည်အောင်သူဘေးကပေါက်စနာတောချောင်ကလေးကဒီလိုကြပြန်တော့လဲပါးနဲ့လိမ့်မှသည့်ကြောင်ပေါက်ကလေးတစ်ယောက်နဲ့ဒါကိုအဝေးတနေရာလက်ဖက်ရည်ဆိုင်တန်းလေးမှာရင်းကြည့်နေသည့်စေလုံးကမူပြုံတုံတုံနှင့်စကားပင်ရွရွလိုက်သေးသည်အချစ်မှာမျက်စိမပါဘူးပဲမျက်ကြီးဟင်အဝေးတနေရာကိုငင်းကြည့်နေသည့်မျက်ကြီးမှာစောတိုက်ခိခေါ်တန်းကြောင့်ကြပြားကလေးပြန်ပြီးထူမိ၏အပြုံးကလေးနှင့်မျက်ကြီးကလှည့်ကြည့်လာလျင်စောတိုက်ခိ၏ရေဝူဝေမျက်လုံးတွေနှင့်အလုံးစုံတန်းတိုးမိသည်အကျဉ်းသားပြင်းအားတရည်ရည်မြင့်တက်လာနေသောနှလုံးသားမှစီးစင်းရာတွေးကြောများသည်ခန်းချောက်နေသပွဲကျိန်နှုံးများပင်မညီမညာဖြစ်လို့နေလေပြီပြောလေမောင်ရဲ့ဘာဖြစ်လို့လဲခေါ်ပြီးဘာမှမပြောဘဲငေးကြည့်အောင်တတ်တာဖြစ်နေသည်စောတိုက်ခဲ့ကြောင်းမျက်ကြီးစကားကိုပြန်ဆက်စေလိုက်သည်မောင်ပြောင်းလာရင်ဘာဝယ်ခဲ့ရအောင်မလဲတနခါတော့မယ်လားမျက်ကြီးကအံ့ဩစွာပါဇက်ကလေးဟောင်းသားနှင့်သူ့ဘေးကခေါင်းတစ်လုံးပူတာနေသည့်စောတိုက်ခေကိုကြီးကညလုံးကလေးတွေပင်ဝိုင်းလာမိသည့်အထိမျက်ကြီးဒီတစ်ခါတော့မောက်စီပေါင်းမပူစားတော့ပါဘူးမျက်ကြီးကရေတန်လေးနှောလို့ခဟဟကလေးရဲမိလေတော့မောင်ကဖေးနာကခေါင်းတကုတ်ကုတ်မျက်ကြီးရေပြုံးကလေးပြန်တီးသေးရင်စောနောကပြတ်တောက်လိုက်မိသည့်စကားကိုခဏခမန်းလေးပြန်ဆက်ရသည်ပြီးတော့တနခါတော့နေလဲမောင်ဝယ်ပေးထားတာလက်ကျန်တွေရှိသေးရဲ့လေအော်ဒီလိုကိုစောတိုက်ခေခေါင်းကလေးတစ်ဆက်ဆက်ငိမ့်လို့ညာဘက်လက်တွင်ကိုင်းထောက်ထားသောဒုက္ခကိုဘဲဘက်လက်သို့ရွှေ့ပြောင်းပေးလိုက်သည်ဒါဖြင့်ဘာမှအမှားစတဲ့မရှိတော့ဘူးပေါ့လေမျက်ကြီးမျက်လုံးဝိုင်းဝိုင်းကလေးတွေကိုတောင်းတနေရကလို့တစ်ခုခုကိုစဉ်းစားနေပြန်သည်မျက်ကြီးမှားမှာပါမှားစရာရှိရလေဘာများလဲပြုံးဆဆနှခမ်းကလေးကလာချမ်းကွေးလေးပမာကွေးညွတ်သွားတော့အခါဖြူဖြူတန်းတန်းသွားညီညီကလေးများကပါအလိုက်တင်ကလေးပေါ်ထွက်လာပေသည်မှားကမျက်ကြီးစီမြ мян ပြန်လာခဲ့နော်အယမ်းမကြနဲ့မျက်ကြီးမောင်မရှိပဲမနေရဲဘူးလေအရှိန်နဲ့အလင်းနဲ့အရင်ထွင်တွဲနေတော့သူတို့ဟာအလင်းမရှိရင်အရှိန်မရှိနိုင်သလိုအရှိန်မရှိရင်လည်းအလင်းဆိုတာမျိုးပေါ်ထွက်လာမှာမဟုတ်ခဲ့ပါဘူးအိမ်အောင်တစ်ခုမှာလင်းနေမယားဟာအလင်းနဲ့အရိပ်လိုမျိုးပါပဲအလင်းဟာဘေးရောက်သူ့ရဲ့အရိပ်ကလေးကိုတော့မပမဖြစ်သွားလေရာနောက်အမြဲခေါ်သွားတတ်တဲ့မယားကောင်းတစ်ယောက်ဟာလေးယောက်ကြားသားရဲ့အရိပ်ကလေးဖြစ်နိုင်တယ်လို့ကောင်းမွန်ပြီးအရေးအဝါဒပေးနိုင်တဲ့အစွမ်းမျိုးလည်းရှိပြီးတယ်အဲ့ဒီလိုမျိုးမျက်ကြီးဟာမောင်ပေါ်မှာကောင်းမွန်တဲ့အရိပ်ကလေးဖြစ်ရောနားဖို့စရာနေရာကောင်းလေးတစ်ခုဖြစ်ပါမောင်နာထက်ချက်မခွာရှိနေစေမှာပါထိုနည်းတူစွာပဲယောက်ျားကောင်းတစ်ယောက်ဟာလည်းအလင်းနဲ့တူတဲ့အစွမ်းမျိုးကိုလက်တွဲပေါ်ဖြစ်တဲ့အကျဉ်သူအားအနာဂတ်ကိုလှပအောင်ထာဝရဆောင်ကျဉ်ပေးနိုင်လိမ့်မည်ဖြစ်သည်အဝေါ်ဆွဲတံတစ်ခုအားဆွဲငင်ကြားလိုက်ရတော့ကြောင့်မျက်ကြီးတို့ရောခရီးတဲ့ဧည့်သည်တွေပါအတန်လာရာသို့မျှော်ကြည့်လိုက်ကြသည်လာနေပါပြီမိခိုးတလူလူဖြင့်စိတ်ကန်းနာသို့ဣပဲနှင့်
ကက်ရွှေလာနေသောအဖြူရောင်တင်မောကြီးမှာတပွန်ပွန်ဖြင့်အဝတ်ဆွဲကောင်းတော့စောတိုက်ခေလက်ပတ်နာရီအားငုံကြည့်ပြီးတော့6နာရီထိုးဖို့15မိနစ်တိတိပင်တပြင်းတစ်ချက်သည်အဆက်ပြတ်တီးနေသောအိုဆွဲတန်နှင့်အပြိုင်ဆွဆွငင်ငင်ချမိပြန်ပါသည်ခရီးသည်များအားဦးစားပေးတက်စေခြင်းသည့်စိတ်ကြောင့်လားမျက်ကြည်အနာတစ်စက္ကန့်ရလျင်တစ်စက္ကန့်ပင်နေခြင်းနေသည်လို့လားမသိသင်မောပေါ်မတက်သေးပဲအနာတွင်သာရောင်းလဲလဲကလေးလုံးနေသေးသည်မျက်ကြည်မောင်သွားရင်ဂယူးဆိုင်နေနော်ဟိုကောင်ဘိုးနဲ့စေလုံးတို့ကိုလည်းတခုခုဆိုခေါ်ခိုင်းဘာလို့ဆိုမျက်ကြည်ရဲ့အကြောင်းတွေကိုအလုံးစုံသိနေရဒင်းတို့နှစ်ကောင်ပဲရှိတာပြောလဲပြောဖေးကစေလုံးကိုလည်းမျက်စောင်းခဲထားမိသည်စေလုံးကတော့သူ့အကြောင်းပြောလာတဲ့ဖြင့်စက်ဖီဖီကလေးလုံးနေတော့သည်ထို့နောက်နှုတ်ဆက်စကားကိုအလော30ဆိုပြီးသည်နှင့်ခရီးတယ်ဆိုလို့စောတိုက်ခေတယောက်ထဲသာကျန်နေသည်ကြောင့်တင်မောပေါ်ခတ်တွတ်တက်လိုက်ရတော့သည်များသိမကြမီတွင်တင်မောကြီးသည်တပွန်ပွန်အောဆွဲလို့စိတ်ကမ်းမှပြောင်းလဲထွက်ခွာသွားလေပြီလက်ပြား၍နှုတ်ဆက်ကြနေခဲ့သောမျက်ကြည်၏မျက်ဝန်းအိမ်အတွင်မျက်ရည်ကြီးကလေးတွေဥကြံနေခဲ့တာကိုတော့စောတိုက်ခေမရိပ်မိပါကြီးကြော်လေးပြန်မယ်မဟုတ်လားပြန်ကြမယ်မျက်ကြည်စကားတစ်ခွန်းမှာစေလုံးကခေါင်းတစ်ချက်ငိမ့်ကနွားလေအားပြန်ထွက်ခွာရန်လက်ရန်ပြသည်ပြီးနောက်လဲပေါ်ပြန်လိုက်လာကြရင်ထနှောင်းရွာကလေးတဲ့သို့ပြန်ဝင်လာခဲ့ကြတော့သည်ထိုထနှောင်းရွာကလေးတဲ့ပြန်ဝင်လိုက်ရတော့အခါမျက်ကြည်မျက်နှာအစုံမှာပြင်းထန်သွားသည်သူ့မှာမူမပြီးပြတ်သေးသောလုံးစရာကိစ္စတချို့ကကြန့်ရှိနေခဲ့သည်မလားအားလုံးကိုနှုတ်ဆက်ပါရှင်တော်ခေါရှင်းခိုင်ရသောမျိုးအုပ်ကြောဆိုတဲ့ဇလန်းလေးရဲ့အပိုင်း73ကတော့ဒီမှာတင်မဲ့ပြီးဆုံးသွားပါပြီဇလန်းလေးပြီးဆုံးအောင်နားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျမတို့ရဲ့ channel ကနေကျေးဇူးထိုးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းယခုလိုဇလန်းကောင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်နားထောင်ပေးကြပါအောင်ရှင်စာရေးသူBBခစ်ကိုလည်းဒီနေရာကတင်မဲ့ကျေးဇူးထိုးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကောင်းသောညလေးကိုပိုင်ဆိုင်ကြပါစေနော်ကျမကတော့တင်ဆက်သူခိုင်သာသွမဲဖြစ်ပါတယ်